ပြောပြခဲ့ဒီစကားများမခွင့်မရှိတော့တဲ့အိမ်မလား bros ငယ်ငယ်တော့ကျွန်တော်အဖေလက်ကိုကင်ပြီးတော့ကြောင်းသွားဘူးအဲ့ဒီလက်ပေါ်မှာယုံကြည်အားကိုးရစိတ်ဟာအခုလက်ရှိထိပြောင်းမသွားဘူးပုံမှန်တိုင်းဆိုအဖေမျက်နှာအမြဲတမ်းလိုကြည်ပေမဲ့အဖေနဲ့မေဘသူ့ကိုပို့ချစ်လဲမေကျွန်တော်အမေကိုရွှေ့တိုင်းမှာရှိနေတယ်ကျွန်တော်အသက်ကြီးလာလေအဖေနဲ့စိမ့်လာလေပဲနော်တီလာအဲတုန်းကဆိုအဖေကကျွန်တော်တို့အကြောက်ရမယ်လူလို့ထင်ထားမိတာအဖေကအမေလေးရောက်ခံမှာကျွန်တော်အပြင်ပြန်လာတိုင်းရှာတာအမေပဲသားဖာနှစ်ယောက်လမ်းမှာမျက်နှာချင်းလိုက်တွေ့ရတာနှုတ်မဆက်ပဲခက်တီတီနေခဲ့ခုတလောအမေသိနေမကောင်းအိမ်ကစီးပွားရေးအရေးချင်မကောင်းအမေကဟန်ဆောင်ပြီးပြုံးပြုံးလေးနေပေမဲ့ဖေမရှိတဲ့နောက်တိတ်အဆင်မပြေတော့ဘူးဆုံးမဖို့အတွက်အမုန်းခံခဲ့နှစ်ဖူးကချွေချေမကြောင်ရုန်းကန်ခဲ့လူတွေကနားမှာမရှိတော့တဲ့အချိန်ကျမှတန်ဖိုးတွေထားတကြထုံးစံပဲခါတလေသဘောထားရမတိုက်ဆိုင်ရံဖြစ်စကားများမာနာရီလိုက်ပြန်အဖေဟဲ့ကျွန်တော်မရိုင်းခဲ့အမေကိုအဖေနဲ့ကျွန်တော်ပြတ်ခိုင်းခဲ့အခုကျမှလိမ်မာခွင့်မရှိတော့ဘူးကျွန်တော်အဖေလည်းမကြည့်တော့ဘူးအားလုံးဝင်ချပြီးတောင်းဝင်တဲ့အချိန်ကျမှအဖေကကျွန်တော်တို့နားမှာမရှိတော့ဘူးမပြောပြခဲ့ဒီစကားများမခွင့်ရှိတော့တဲ့အိမ်မလား Daddy is gone Daddy is goneကျွန်တော်ပညာတတ်စီခြင်းနဲ့အဖေဘွဲယူတဲ့အချိန်မလိုက်တော့ဘူးလားမင်္ဂလာဆောင်တဲ့အချိန်မေပတ်ပဲ့နေမှာအဖေစောက်ပြီးမဆိုင်တော့ဘူးလားသူများရဲ့သူတို့အဖေကိုဖေလို့ခေါ်တိုင်းမှာကျွန်တော်အဖေကိုရမ်းသတိရတယ်မတော်ဆလမ်းမှာအဖေနဲ့တူတဲ့လူတယောက်တွေ့ရင်တော့လိုက်ကြည့်ရစေအဖေကိုချစ်တယ်ရှိနေတော့ကျွန်တော်ပြောရမှာရှက်ခဲ့ပတ်စံတောင်းဖို့ပြင်နေကောင်းရဲ့လားတော့မေးဖို့အတွက်ကျွန်တော်ပါဇက်ကမထွက်ခဲ့အမြဲတမ်းရမယ်ထင်လွယ်လွယ်လေးသဘောထားဥပြခါဖြူခဲ့တဲ့မြစ်တာတရားဝမ်းနဲ့အဖေဖြစ်စေချင်တာတွေအားလုံးအဖေဖြစ်ရဲ့နောက်ပိုင်းကျမှဖြစ်လာတာခုဆိုကျွန်တော်ကိုချဖို့ကိုရက်မိသားစုကိုစောင့်ရှောက်နေနိုင်ပြီအဖေသာရှိမယ်ဆိုရင်ဖေမေးသမျှကိုကောင်းမော့ရင်ကော့ဖြေနိုင်ပြီငယ်ချင်းတွေကိုအားကြတယ်သူတို့လိုမိသားစုဆုံးဆုံးလေးပြောခြင်းနဲ့ဖြစ်နိုင်မယ်ဆိုရင်လေနောက်ဆုံးတစ်ခေါက်တော့အဖေလို့လိုက်လေးခေါ်ခြင်းနဲ့တေချင်းတယောက်တိတ်မုန်းတာပဲလေအဖေချစ်တဲ့မိသားစုနဲ့လမ်းခွဲကျွန်တော်ရဲ့အဖေရဲ့အိမ်ချင်းလေးရဲ့တချင်းတွေအော်ဟစ်ဆိုးကြတယ်လေလွမ်းနေဖေကျေးဇူးပြီးတော့အဖေရဲ့မြတ်တာမမေ့လျော့ပဲအမြဲတည်နေမှာပါကျွန်တော်အသက်ရှင်သမျှဘဝတစ်လျှောက်လုံးနဲ့အဖေရဲ့အမြဲရှိနေမှာပါမပြောပြခဲ့